ပါရှင်ဒီနေ့မှာတော့မိုးရေထဲပါသွားတဲ့ကောင်မလေးဆိုပြီးတော့သူတို့တင်လာပါတယ်အဲ့ဒါရေကြီးအောင်ဘယ်လိုလုပ်ရလဲဆိုတာပြောပြအောင်ရှိပါတယ် channel လေးကိုကြိုင် subscribe လုပ်ပြီးရချင်ပါတယ်ရှင်အဲ့တော့စလိုက်ရအောင်အရင်ဦးဆုံးဒီရဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီရဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ဒီဥစ္စာလေးပါပြီးလို့ရှိရင်တော့ဒီပေါ်ဥစ္စာလေးနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီဟာလေးနှိပ်ပါမယ်ပြီးလို့ရှိရင်တော့အရောင်လေးကကျတော့ကိုစိတ်ကြိုက်ပြောင်းလို့ရပါတယ်နော်အဲ့တော့မှပြောင်းလေးပြောင်းလာပါတယ် sorry ပါအားလုံးကိုပြီးလို့ရှိရင်ဒီဥစ္စာလေးရဲ့ဒီဥစ္စာလေးကိုနှိပ်ပြပါမယ်အဲ့တော့အကြိုင်းနေပါမယ်မြေပုံတစ်ချက်ကြည့်ပါမယ်ဒါဆိုရင်ဒီတော့ရေကြီးနေပြီပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာဆိုရင်ခြေလောက်ထိရေတက်လာတယ်ပေါ့နော်တို့တို့ရပါပြီရှင်အဲ့တော့ထက်ကြီးလို့ရပါရဲ့နော်ဒါဆိုလို့ရှိရင်တော့ဒီတော့ရေကြီးပြီပေါ့နော်ဒီပတ်ဒီကစားဝင်းပတ်တွေကိုကောက်ရေကြီးအောင်လုပ်လို့ရပါတယ်နောက်တစ်ခုလုပ်ရပါမယ်နောက်တစ်ခုကတော့ရေကြီးတာမဟုတ်ပါဘူးနောက်တစ်ခုကရေကြီးတာမဟုတ်ပါဘူးရှင်ဒီမျိုးစကားပြောတဲ့ဥစ္စာတွေပါအရင်ဆုံး pass တင်နေဝင်ပါမယ်ပြီးလို့ရှိရင်ခုနလိုပဲဒီလာလေးနေပါမယ်ပြီးလို့ရှိရင်တော့ဒီဥစ္စာလေးကိုဝင်လိုက်ပါပြီးလို့ရှိရင်တော့ဒီသုံးမျိုးကိုစတိုက်နှိပ်ရပါမယ်ရပါပြီပြီးလို့ရှိရင်ဒီနားလေးမှာကိုကြိုက်တာထည့်လို့ရပါတယ်အဲ့တော့စရှိပိုကောင်းပါတယ်ဗောနော်အဲ့တော့ရှောက်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ဒီဟာလေးကိုဖွင့်လာပါမယ်ပြီးလို့ရှိရင်တော့ဒီဥစ္စာလေးနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ရပါပြီsubscribe ဗီဒီယိုလေးတွေကိုကြားလို့ရှိရင်တော့ like and subscribe လေးလုပ်ဖို့ပြချင်ပါတယ်ရှင်အားလုံးပဲ bye bye